အားလုံးပဲမင်္ဂလာပါဒီနေ့ပို့ပြီး33လုံးလေးကိုလေ့လာကြည့်ကြရအောင်ကာရီခါရီကာချိုင်ခါချိုင်ငါဂျာရီချာရီဂျာချိုင်ချာချိုင်ညတာရီသာရီဒါရီထထဝနာရီတာချိုင်သာချိုင်ဒါချိုင်ထချိုင်สุดနာချိုင်ပဖာရီဘဖာချိုင်မယရလာရီဝစဟလာချိုင်အဒီနေရာမှာပိုးအခြေခံစာအုပ်ပိုးတင်မုံကြီးစာအုပ်ထဲမှာကြည့်မယ်ဆိုရင်တော့ညကြီးလေးနဲ့ရေးထားတာတွေ့လိမ့်မယ်ဒါပေမဲ့ဒီနေရာကတော့ဦးစင်းကညသေးလေးနဲ့ပဲရေးထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပိုးမှာပိုးစာတော်တော်များများမှာညကြီးနဲ့ရေးထားတာမတွေ့ရဘူးပေါ့နော်ညလေးလေးနဲ့ပဲရေးထားတာတွေ့တဲ့အတွက်ကြောင့်ညလေးလေးပဲဦးစင်းကတုံးလိုက်တာဖြစ်ပါတယ်အဲထဲမှာညကြီးနဲ့တုံးထားတာတွေတွေ့မယ်ဆိုရင်တော့အဲ့ဒါပိုးစာမဟုတ်ဘူးပါဠိကနေယူတုံးထားတဲ့စာပဲဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်ပြီဘာကြောင့်ဒီလိုမျိုး re လေးတွေခြိုင်လေးတွေထည့်ရတယ်လဲဆိုရင်ရှင်းပြပေးမယ်နော်က re ဆိုတာကမှာနှလုံးရှိတယ်ပေါ့နော်နှလုံးရှိတဲ့အတွက်ကြောင့် re ဆိုတာကမြန်မာလိုဆိုရင်အင်္ဂလိပ်လိုဆိုရင်တော့ first ပေါ့နော်အရင်ပေါ့နော်ဒါ child ဆိုတာကနောက်မှ later ပေါ့နော်နောက်မှရှိတဲ့အတွက်ကြောင့်ပေါ့အဲကြောင့်က re ဆိုရင်သူကနှလုံးရှိတဲ့အထက်မှာသူကပထမဦးဆုံးရှိတဲ့အတွက်ကြောင့် re လို့ခေါ်လိုက်တယ်သူကနောက်မှရှိတဲ့အတွက်ကြောင့် child လို့ခေါ်လိုက်တယ်ဒါကြောင့်က re က child ခဆိုရင်လည်းနှလုံးရှိတယ်ပေါ့နော်ခ re ခ child ပေါ့နော်မြန်မာမှာကြတော့အကြီးနဲ့အငယ်ခွဲလိုက်တယ်ပေါ့နော်ဒါပေမဲ့ပိုးမှာကြတော့အကြီးနဲ့အငယ်မခွဲတော့ဘူးအရင်နဲ့နောက်လို့ပဲခွဲလိုက်တယ်ပေါ့နော်ဒါကြောင့် re နဲ့ child ဆိုပြီးတော့ဒီလိုခွဲခြားလိုက်တယ်ပေါ့နော်။အဲကြောင့် re အချိုင်အဲ့လိုမျိုးပေါ့။ဟုတ်ပြီ။ခမှာလည်းနှလုံးရှိတယ်။ re နဲ့အချိုင်ဒါကြောင့်ခ re ခချိုင်။ကြမှာဆိုရင်လည်းနှလုံးရှိတယ်ပေါ့နော်။ကြ re နဲ့ကြချိုင်။ချဆိုရင်လည်းနှလုံးရှိတယ်ပေါ့နော်။ချ re နဲ့ချချိုင်အဲ့လိုမျိုးဒါကြတော့မရှိဘူးပေါ့နော်။re အချိုင်တွေသူတို့ကတစ်လုံးတည်းပဲရှိတယ်ပေါ့နော်။ဟုတ်ပြီ။တာမှာဆိုရင်လည်းနှလုံးရှိတယ်။နှလုံးရှိတဲ့အတွက်ကြောင့်ဒီကောင်က re ဒီကောင်ကခြိုင်ပေါ့နော်ဒါကြောင့်တာရီတာခြိုင်ထကြတော့လေးလုံးရှိတယ်နော်ဒီမှာတစ်လုံးပိုးမှာပေါ့နော်ပိုးမှာလေးလုံးရှိတယ်ဒါတစ်လုံးနှလုံးသုံးလုံးလေးလုံးပေါ့နော်သာရီနော်သာထဝနော်ထချိုင်စုအဲ့လိုမျိုးပေါ့ရီဆိုတာကအရင်ထဝဆိုတာကအလဲပေါ့နော်အလဲဒါကတော့အဆုံးပေါ့အရင်ဆုံးရှိတဲ့ဟာပထမเนาะဒါအလဲဒါအဆုံးဒါနောက်ဆုံးပေါ့အချိုင်စုဆိုတာနောက်ဆုံးမှာရှိတဲ့ဟာပေါ့နော်အကြောင်းသာရီထဝဆိုတာကအင်္ဂလိပ်လိုဆိုရင် middle ပဲအလဲပေါ့နော်သာချိုင်เนาะသာရီထဝသာချိုင်စုလေးလုံးရှိတယ်เนาะဒါကြောင့်အဲ့လိုမျိုးခွဲခြားပေးထားတာဟုတ်ပြီဒါဆိုရင်လည်းเนาะနှလုံးရှိတယ်ပေါ့နော်ဒါကြောင့်ဒါရီနဲ့ဒါချိုင်လို့အဲ့လိုမျိုးရီနဲ့အချိုင်ခွဲခြားပြလိုက်တယ်ပေါ့နော်။တော့နဆိုရင်လည်းနှလုံးရှိတယ်ဒီကောင်ကမြန်မာလိုဆိုရင်တော့နကြီးနဲ့နငယ်ပေါ့ပို့ကြတော့ရီနဲ့အချိုင်ခွဲလိုက်တာဒါကြောင့်နရီနဲ့နချိုင်အဲ့လိုမျိုးခွဲပြလိုက်တယ်ပေါ့နော်။ဟုတ်ပြီဒီဟာကြောင့်ဒီကောင်ကျတော့တစ်လုံးလေးပဲရှိတဲ့အတွက်ကြောင့်ဘာမှမခွဲတော့ဘူးပေါ့နော်။ဒါပေမဲ့ဖမှာကျတော့နှလုံးရှိတယ်ဒါကြောင့်ဖရီဖချိုင်ဒီမှာဒါအရင်ဒါနောက်ဖရီဖချိုင်ဒီကောင်ကိုပိုးကဖလို့ပဲခေါ်တယ်နော်ဒါကြောင့်ဘာလို့မခေါ်ဘူးဖလို့ပဲခေါ်တယ်ဒါကြောင့်နှလုံးရှိတယ်တဲ့ဖရီဖချိုင်ဥမာဖယားဆိုရင်ပိုးကတော့ဖရာလို့ပဲခေါ်တယ်ပေါ့နော်ဖရာအဲ့လိုမျိုးပေါ့ဥမာဘဝဆိုရင်ပိုးကဖဝလို့ပဲခေါ်တယ်ဘာလို့မခေါ်ဘူးเนาะဒါကြောင့်ဖာနှလုံးရှိတယ်ပေါ့เนาะဖာရီဖာချိုင်ပေါ့မကျတော့ဒါတစ်လုံးတည်းပေါ့เนาะနောက်လကျတော့လည်းနှလုံးရှိတယ်ပေါ့เนาะလာရီနဲ့လာချိုင်ဒါကြောင့်အရီနဲ့အချိုင်လို့ထည့်ပေးလိုက်တာပေါ့เนาะဒါကြောင့်ဒီနေ့ကတော့ပို့ပြီး33လုံးနဲ့ပတ်သက်ပြီးတော့
တီးပြီးသွားပြီလို့ထင်ပါလေအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်လေးပဲเนาะ